မိုးရွာလိုက်နေပူလိုက်နေတိတ်ပြီးတော့မျိုးထိုင်လို့မကောင်းဘူးပေါ့နော်အဲ့ဒါနဲ့ပဲအင်းရှိမှထိုင်နေရင်းနဲ့အမျိုးသားကတမောတုတ်စားရအောင်တဲ့သူ့ပြောလိုက်တဲ့စားခြင်းအခွန်ချွတ်ပေးနွားပေးအကုန်ချစ်ပေးလို့ပြောထားတော့သူလုပ်ပေးတယ်ဒီတမောတုတ်ဗီဒီယိုကရိုက်ဖို့အစီအစဉ်ကမရှိဘူးအဲ့ဒါနဲ့တမောတိခူးတဲ့ဗီဒီယိုတော့ရိုက်ဖြစ်လိုက်ဘူးကဲအခုစပြီးတော့အခွန်နှွားမယ်ပေါ့နော်အခွန်နှွားတယ်ရုပ်ချောချောလေးနဲ့မျိုးသားလေးပေါ့အခွန်နှွားတယ်နှွားပြီးတော့ရေတိချလေးဆေးပါတယ်သူတန်ရှင်းပါတယ်ပေါ့လေအဲ့ဒါနဲ့အလဲကနေပြီးတော့ခွဲလိုက်ပါတယ်ဒါကနည်းနည်းသေးနေတော့တိတ်ခွဲရတာအဆင်မပြေဘူးဖြစ်သွားတယ်အဲ့ဒါပြီးရင်တော့ကဲခွဲလိုက်ပါပြီနော်အထဲထဲမှာကြည့်ကြည့်နော်အမတမောသီးရဲ့အထဲထဲမှာအဲ့ဒါဘာအစိလားဘာလဲတော့မသိဘူးပေါ့နော်အဲ့ဒါလေးရှိတယ်တော့ဘာလဲတော့ကိုလည်းမခေါ်တတ်ဘူးအဲ့ဒါလေးတွေ့တယ်အနမ်းကြည့်လိုက်သေးတယ်သူကဘာလဲပေါ့အိမ်ဘေးနာကလေးလေးကလည်းရောက်လို့သူလည်းစူးစမ်းအစိတွေကိုဖယ်ပါတယ်ပြီးရင်တော့စချစ်ပါပြီပေါ့နော်ချစ်စရာကြီးစချစ်ပါပြီအိမ်ဘေးနာကနိုဗာလေးကလည်းကူချင်တယ်ဆိုလို့အမမြေပဲတွေဝိုင်းကူထောင်းပေးပါတယ်ကဲစတော့ပါပြီတမောတိချစ်ပြီးသားကိုထည့်မယ်ပြီးရင်ငှက်ပြီးထည့်တယ်ပြီးရင်မြေပဲထောင်းပြီးသားကိုထည့်ပေးပါတယ်ပြီးရင်မကြီးသီးမဲကြီးထည့်တယ်ပြီးရင်တော့ပဲမုတ်ထည့်ပါတယ်ပဲမုတ်ကတော့ရမ်းကြိုက်တယ်ပဲမုတ်များများထည့်တယ်ရုပ်သီးလှုံမုတ်ပေါ့နော်ရုပ်သီးလှုံမုတ်ထည့်တယ်တမယာသီးညစ်တယ်တမယာသီးညစ်ဝေးပြီးတော့ရမ်းကိုတည်ကြဖို့ကောင်းတယ်ဒီဟာစနေပါတယ်နဲနေနဲ့နဲ့လေး6ကြီးဖြစ်နေရတယ်ပဲမကြီးမဲ့ပေါ့မကြီးမဲ့ရေလေးနည်းလေးထည့်ပြီးတော့ဆက်နေတယ်ဆက်ပြီးတော့နေပြီးတော့ကဲရတာရှိတယ်တမောတိတုတ်ကလေးရပါပြီအရန်အစကောင်းပါတယ်အဲ့ဒါကိုရင်နွေးချမ်းလေးနဲ့တွက်ဖက်ပြီးစလိုက်ပါရှင်